ကျွန်တော်တို့ငငယ်တုန်းကအဆောင်ရှေ့မှာဆိုခဲ့တဲ့သချင်းတွေကိုအခုကျွန်တော်တို့ပြန်ဆိုခွင့်ရတဲ့အတွက်လည်းကိုနေဝင်းရောမိစမလိုင်းရောအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်စီစဉ်မှာကျွန်တော်ပထမဆုံးတစ်ပုတ်အနေနဲ့ဟိုးငငယ်လေးထဲမှာကျွန်တော်တို့အဆောင်တွေမှာတည်ဆိုခဲ့တဲ့ချစ်သူတရေနိုးလို့အမည်ရတဲ့ချင်းလေးကိုစတင်ဖျော်ပြမှာဖြစ်ပါတယ်ချစ်တော်သူတရေနိုးချိန်နဲ့အိတ်ဆက်ရန်ညနေလို့လက်ရန်ငါတော်ကိုပြောကိုရဲ့ပြန်မာတော့လားကွယ်ငိုနေမယ်ထိုင်နေမယ်အချင်မီရဲ့နဲ့တောင်းလောင်စေညနေလေးဝါပြက်လေအပွင့်ပြီးကိုငြိမ်းတပါအောင်မေရဲ့ကူညီညာရောမမြင်ခွေရာမမြင်ခွေကဘယ်ရိတ်မှတေးရိတ်ခိုလဲမွန်တွေ့ချိန်တို့တွေ့လေချိုတဲ့ရချင်းထားပါရဲ့မလာတော့ပါရဲ့ကြောင့်လေပူဇော်မျိုးထုတ်ဖြစ်ပါတယ်နေဝင်ပြီးအချိန်ကုန်ပြီးဘယ်ရိတ်မှတည်းရဲ့အိမ်နေလဲမွန်တဲ့ချိန်တို့တွေ့မယ်ချိုတဲ့ရထိန်ထားပါရဲ့မလာတော့ပါရဲ့ကြောင့်လဲချင်နာခင်တွေဟာညိုကြောရဲ့တရေနိုးချိန်လေးအိတ်ဆက်ရညနေလေးလက်ရငါတော်ကိုပြောကိုရဲ့ကိုအောင်လာမလုံးနဲ့ကိုရဲ့ကိုအောင်လာမလုံးနဲ့ကိုရဲ့ကိုအောင်လာမညီနဲ့ကျေးဇူးတင်ပါတယ်